ပွဲစားအချင်းချင်းမကျေနပ်လို့တိုင်ယာကနေထိုင်းမှာခိုးနေရတဲ့မြန်မာ130ကျော်ဖမ်းခံရပွဲစားအချင်းချင်းမကျေနပ်လို့တိုင်ယာကနေထိုင်းမှာတယောက်ကို380လောက်လက်ငင်းပေးပြီးခိုးနေကြရတဲ့မြန်မာ132ဦးဖမ်းခံလိုက်ရတယ်လို့ဆိုပါတယ်။သူတို့တွေဟာမြန်မာပြည်ကနေထိုင်းအရောက်ပန်းရောက်ဘတ်လောက်ခအပါတယောက်ကိုကျပ်380ငွေလက်ငင်းပေးပြီးခိုးနေကြရတာလို့သိရပါတယ်။သူတို့ကိုအောက်တိုဘာ16ရက်မွန်းလွဲ3နာရီကထိုင်းနိုင်ငံစာမွတ်စာခွတ်ခရိုင်မဟာချိုင်နယ်မြေလူနေတိုက်တန်းလျာတစ်ခုမှာထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးလိုက်တာပါထိုင်းမှာခိုးဝင်တဲ့ခိုးနေတဲ့မြန်မာတွေကိုဖမ်းဆီးတာမဆန်းပါဘူးဒါပေမဲ့အခုဖြစ်စဉ်ကတော့ပွဲစားအချင်းချင်းအဝေမတက်ဖြစ်ပြီးမနာလိုဖြစ်လို့တိုင်တာကနေကြားတဲ့ကအဖမ်းခံရတာလို့လာဖမ်းတဲ့ထိုင်းအရာရှိတအုပ်ကပြောတယ်လို့သိရပါတယ်အဲ့ဒီထိုင်းအရာရှိကထိုင်းလာဝကတွေလည်းမဖမ်းချင်ဘူးဒီလူတွေအကျွေးတွေနဲ့တက်လာကြတာသိတယ်တနာတယ်ဒါပေမဲ့သူတို့လူတင်ထားတဲ့မြန်မာပွဲစားအချင်းချင်းအဝေမတက်မနာလိုဖြစ်ကြပြီးပွဲစားတအူးကနေရာအတီးအကျနဲ့ထိုင်းလာဝကတိုင်လို့မဖြစ်မနေဝေဖမ်းရတာလို့ဆိုပါတယ်သူတို့အနေနဲ့လည်းလာတိုင်တာကိုမှမဖမ်းရင်အလုပ်ပြုတ်မှာမို့လို့ဖမ်းရတာလို့ပြောသွားကြောင်းလည်းသိရပါတယ်ဘလို့ပဲဖြစ်ဖြစ်မြန်မာ132ဦးကတော့အဖမ်းခံလိုက်ရပါပြီ